မင်္ဂလာပါ Develop Week ကနေကြိုဆိုပါရစေဒီနေ့ Channel ရဲ့အပိုင်းလေးကိုဆက်ပြောမှာဖြစ်ပါတယ်လီဂါဆော့တို့လောင်ကျွမ်းနေတဲ့အနုမြူဓာတ်ပေါင်းဝကြီးကိုပြင်းညိတ်တက်နိုင်ခဲ့ပြီးအနုမြူဓာတ်ပေါင်းဝကြီးပြိုကျပြီးမြေအောက်ရေကိုညဉ့်ညမ်းစီမဲ့အဖြစ်ကိုလည်းထိန်းချုပ်နိုင်ခဲ့ပြီးအရေးပေါ်အနေကြီးပြီးဆုံးသွားပြီးအခုနှစ်နဲ့ချီပြီးကြာမဲ့ရှင်းလေးစီမံကိန်းကြီးကိုစရတော့မယ်စစ်သားတယောက်ကနွားနှုတ်ညစ်နေတဲ့အဖွားကြီးတယောက်ကိုအဖွားကျွန်တော်တို့နဲ့လိုက်ခဲ့ပြီးပါလို့ခေါ်နေတယ်ကားထဲမှာလည်းရွာသူရွာသားတွေကအဖွားကြီးကိုစောင့်နေကြတယ်အဖွားကြီးကငါးအသက်83နှစ်ရှိပြီးစစ်ပွဲတွေအများကြီးကြောင်ခဲ့ပြီးငါမိဘတွေသေးတယ်ငါမောင်နှမတွေသေးတယ်ငါဘယ်တော့မှဒီနေရာကိုဆောက်ခံမသွားခဲ့ဘူးအခုမင်းတို့ကငါ့ကိုမမြင်ရတဲ့အနေကြီးအတွက်ထွက်သွားခိုင်းနေကြပြန်ပြီငါမကြောက်ဘူးငါဒီမှာပဲတင်မယ်လို့ပြန်ပြောလိုက်တော့စစ်သားကအဖွားကြီးရဲ့နောက်ကိုပြစ်တက်လိုက်ပါတော့တယ်ပောက်ကွဲမှုကြီးဖြစ်ပြီးလေးလကြာမှာတော့ဘိုးရီတိုစီကိုနောက်ထပ်တာဝန်ရှိသူဘူချိုတယောက်ရောက်လာတယ်ဘူချုပ်ကဘာဖြစ်လို့ဓာတ်ပေါင်းမှုကိုဖုံးပြီးလို့မရသေးရလဲလို့မေးတော့လီဂါဆော့ကအမိုးပေါ်မှာ graphite တွေပြန်ကျင်းနေပါသေးတယ် graphite တွေကိုဓာတ်ပေါင်းမှုတွေတွန်းချပြီးမှဓာတ်ပေါင်းမှုကိုဖုံးပြီးလို့ရမယ်ပြဿနာကတော့အမိုးပေါ်ကိုလူတက်လို့မရတာပဲအမိုးကို၃ပိုင်းခွဲထားတယ်ပထမပိုင်းမှာရေဒီယိုသတ္တိကြောက်မှုကတနာရီကို1000ရန်ကန်တနာရီကြာထိတွေ့မယ်ဆိုရင်သေမယ်ဒုတိယပိုင်းကတော့2000ရန်ကန်တနာရီကျော်ရင်သေမယ်ဘူချုပ်ကအဝေးထိပ်ဘူရိုဇာတွေနဲ့ထိုးချလို့မရဘူးလားလို့မေးတော့ဘူရိုဇာတွေကလေးလုံးနဲ့အမိုးပြိုကျကုန်လိမ့်မယ်လို့လီဂါဆော့ကပြောပြတယ်ကျွန်တော်တို့လားပေါ်သွားတဲ့ရင်တွေကိုအသုံးပြုမှရမှာပါသူတို့ကိုခဲနဲ့အုပ်ပေးလိုက်ရင်ဓာတ်ရောင်ကြီးကိုခံနိုင်မယ်ဒီနောက်ဆုံးပိုင်းကတော့တနာရီကို12000ရန်ကန်ရှိတယ်အဲ့ဒီနေရာကတော့လူမပြောနဲ့စက်ရုပ်တော့သွားလို့မရဘူးရေဒီယိုသတ္တိကျော်ဓာတ်ပုံတွေကစက်ရုပ်တွေကိုဒဇတိဖြစ်အောင်လုပ်ပြလိုက်မယ်လို့လီဂါဆော့ကပြောလိုက်တယ်ရှင်းလေးစီမံကိန်းမှာပါဝင်နေရတဲ့စစ်သားတွေစီကိုလူသစ်လေးတွေရောက်လာတယ်စစ်သားကြီးပါချိုကတေးရောက်လာတဲ့ကောင်လေးကိုမင်းဘယ်တက်ကလာရလဲလို့မေးတော့ကောင်လေးကကျွန်တော်စစ်သားမဟုတ်ပါဘူးလို့ပြန်ဖြေတယ်။ဘာချိုကသူတို့တွေလူကုန်နေပြီပဲလို့ပြောလိုက်တယ်။ဘာချိုကကောင်လေးကိုခဲကတကူပေးပြီးတော့အမြင့်တောက်ချောက်ဖြစ်မသွားချင်ဒီကကိုမင်းဥတွေအောက်မှာဝယ်ထားလိုက်လို့ပြောလိုက်တယ်။ဒီကဆော့တို့အတွက်ဘိုးချုပ်ကလက်ကဘာပေါ်မှာအသုံးပြုတဲ့စက်ရုပ်တွေကိုရှာလာပေးတယ်။ဘိုးတွေကနောက်ဆုံးလောက်ကိုရောက်ရင်ဘယ်လိုလုပ်ကြမလဲလို့မေးတယ်။ဒါနဲ့ဘိုးချုပ်ကဗဟိုကော်မတီကနောက်ထပ်စက်ရုပ်တစ်ခုရှာပေးမယ်လို့ငါ့ကိုပြောထားတယ်။အဲဒီလိုပြောလိုက်တော့အမေရိကန်ဒေစီကလားလို့ဘိုးတွေကမေးတယ်။ဘိုးချုပ်ကဘယ်ဟုတ်ပါမလဲဂျာမန်ဒေစီကပါလို့ပြန်ဖြေစက်ရုပ်ကိုင်းတဲ့သူကစက်ရုပ်ကိုစစ်ဆေးပြီးတော့စပြီးတော့ရွှေရှာခိုင်းလိုက်တယ်။စက်ရုပ်က graphite တုံးတွေကိုဖြည်းဖြည်းချင်းနဲ့ထိုးချသွားတယ်။ပြဿနာတစ်ခုတော့ဖြည့်ရှင်းပြီးသွားပြီ။လီဂါဆော့ကတော့ဝမ်းသာသွားတယ်။ဘိုးတွေကလီဂါဆော့မင်းပြုတ်လိုက်တာလားလို့တော့စလိုက်သေးတယ်။အဲ့ဒီအချိန်မှာတော့အိုလန်နာကဓာတ်ပေါင်းပုံပေါ်ကွဲမှုအကြောင်းကိုအစွမ်းကုန်စုံစမ်းနေတယ်။ဓာတ်ရောင်ကြီးထွေးထွေးမှုနဲ့ကုသနေရတဲ့ဒီယာလော့ရိုစီကိုတွားပြီးတော့ထပ်မေးမြန်တယ်။ဒီယာလော့ကဘယ်တော့မှအိုလန်နာရဲ့မိကုံတွေကိုမဖြေခဲ့ဘူး။အိုလန်နာကအခီမော့က AZ5 ကလပ်ကိုနှိပ်ပြီးမှဓာတ်ပေါင်းပေါ်ကြီးပောက်ကွဲသွားတယ်လို့ပြောတာကိုအတည်ပြုပေးပါလားလို့ပြောလိုက်တယ်။ဒီယာလော့ကတော့ဓာတ်ပေါင်းပေါ်ကြီးပောက်ကွဲမကွဲငါဘယ်လိုသိမှလဲလို့ပြန်ပြောတယ်။အိုလန်နာကအခုချိန်ထိဓာတ်ပေါင်းပေါ်မကောက်ကွဲဘူးလို့ပြောနေတဲ့ဒီယာလော့ကိုဓာတ်ပေါင်းပေါ်ကြီးပောက်ကွဲပြီးဟောင်းလောင်းဖြစ်နေတဲ့ဓာတ်ပုံကိုထုတ်ပြလိုက်တယ်။အိုလန်နာကကျမအစိုးရမှတ်တမ်းရုံမှာ RVMK ဓာတ်ပေါင်းပေါ်တွေအကြောင်းရေးထားတဲ့စာအုပ်ကိုတွေ့ခဲ့တယ်။မာတိကာထဲမှာပါတဲ့ပူရှင်ကြောက်ဓာတ်ပြုမှုမြင့်တက်လာခြင်းနဲ့ AZ5 ကလပ်အကြောင်းဆိုတဲ့စာပိုက်ကစုပ်ပြတ်ခံထားရတယ်။ရှေ့အဲ့ဒီအကြောင်းကိုသိလားလို့မေးတော့ဒီယာလော့ကဒါနိုင်ငံတော်လှုပ်ဝက်ချက်ပဲမင်းသားကိုစဆူရဲတယ်ပေါ့လို့ပြောလိုက်တယ်။အိုလန်နာလည်းဒီလိုလူစီကဘာအပြေးမှမရမှတေချာသွားတော့အခန်းထဲကထွက်လာခဲ့တယ်။နောက်ဆက်တွဲရှင်းလေးပဲဆက်ရရင်တော့ဘာချိုကကောင်လေးကိုတနက်ပေးပြီးတော့သူ့ရဲ့စီကံတွေကိုရှင်းပြတယ်ပထမတစ်ချက်ကအဲ့ဒီတနက်ကြီးနဲ့သူ့ကိုဘယ်တော့မှမချိန်ဘူးဒုတိယတစ်ချက်ကတိတ်ဆန်လေးတွေကိုတခါတည်းတေအောင်ပြစ်ဖို့အဲ့ဒီလိုလုံးမှသူတို့ဓာကျင်မှုကိုမခံစားရမှာလို့ပြောလိုက်တယ်ပြီးတော့လုပ်ငန်းစားတယ်ဘာချိုကလေးချုံပြီးအတန်ပေးလိုက်တော့လာပေါင်းများစွာငါပြတ်နေတဲ့ခွေးလေးတွေကအပိုင်ရှင်မတ်နဲ့အားရဝန်တာပြစ်ထွက်လာကြတယ်ဘာချိုကတကောင်ပြီးတကောင်စက်တိုက်ပစ်ချလိုက်တော့မှနောက်ပြန်လှည့်ပြေးကုန်ကြတယ်ဘာချိုကကောင်လေးကိုအိန္ဒိယတွေဝင်ပြီးရှာခိုင်းတယ်ကောင်လေးကသွားရှာတော့ခွေးလေးတစ်ကောင်ကိုတွေ့တယ်သူပြစ်တတ်ဖို့လက်တွန်နေပေမဲ့ခွေးကဟောင်းလိုက်တယ်လန့်ပြီးတော့သူပြစ်ချလိုက်မိတယ်ချက်ကောင်းကိုမထီတော့ခွေးလေးကအသက်ငင်နေတယ်အဲ့ဒီအချိန်မှာပဲဘာချိုရောက်လာပြီးခွေးလေးကိုပြစ်တက်လိုက်တယ်ဘာချိုကသူတို့ကိုမနာကျင်စင်တယ်လို့ငါပြောထားတယ်မဟုတ်လားလို့ပြောတော့ကောင်လေးကတောင်းပန်ပါတယ်လို့ပြောလိုက်တယ်ရဲနှဲငယ်လောက်ကြာတော့ကောင်လေးလည်းရဲလာပြီးအလုပ်ကိုကြွကြွချင်လောက်တက်လာပြီးကောင်လေးကတိုက်ခန်းတွေပေါ်တက်ရှာတော့အတန်ကြားလိုက်ရတယ်။အတန်ကြားရကိုတွားကြည့်လိုက်တော့စိတ်မချမ်းသာစရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်။ခွေးမိသားစုလေးပါခွေးပေါက်လေး3-4ကောင်လောက်ရှိတယ်။အခန်းထဲကိုဘာချူရောက်လာတော့အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးသူကစိတ်ညစ်သွားတယ်။ကောင်လေးကိုမင်းသွားတော့လို့ပြောလိုက်တယ်။ကောင်လေးကအောက်ဆင်လာတော့သနက်တန်တစ်ချက်ကိုကြားလိုက်ရတယ်။ပြီးတော့နောက်တစ်ချက်ထပ်ပြီးတော့နောက်တစ်ချက်ဘာချိုတို့တိတ်ဆန်လေးတွေရဲ့အလောင်းတွေကိုကျင်းနဲ့မြုပ်ပြီးတော့ကွန်ကရစ်တွေနဲ့အသေးပိတ်ပစ်လိုက်ကြတယ်။ပောက်ကွဲမှုကြီးဖြစ်ပြီး9လအကြာမှာတော့အမိုးပေါ်က graphite တွေကိုတော်တော်လေးရှင်းထုတ်နိုင်ခဲ့ပြီးနောက်ဆုံးပိုင်းကိုရှင်းဖို့ဂျာမန်တွေငှားပေးလိုက်တဲ့စက်ရုပ်လေးရောက်လာပြီးစက်ရုပ်ကိုလေရင်နဲ့အမိုးပေါ်တင်ပေးလိုက်တဲ့စက်ရုပ်ကအမိုးပေါ်ရောက်ပြီး10မိနစ်လောက်အကြာမှာပဲစက်ရုပ်ကပျက်စီးသွားတယ်ဘိုးတွေကခဏလောက်ကြောင်းသွားပြီးတော့ချက်ချင်းပဲဗဟိုကော်မတီကိုဖုံးဆက်လိုက်တယ်အခုချိန်မှာတော့ဘိုးတွေကအထွေထွေတွင်းရင်မှုရောက်ပါတော့နားမလဲတော့ဘူးမင်းတို့ကိုတောက်ရမဆိုင်ဘူးအတွင်းရင်မှုဆိုတဲ့ကောင်ကိုပြောလိုက်စမ်းပါမင်းတို့လှုပ်လိုက်တဲ့တောက်ကလွဲကိုလာကြည့်ကြအောင်ညံကြီးရှင်တွေလို့ချန်နိုဘယ်တစ်မျိုးလုံးကြားရလောက်အောင်ပြောပြီးဖုန်းကိုရိုက်ခွဲပစ်လိုက်တယ်
ဘိုးတွေကသူတို့နိုင်ငံအကြောင်းကိုနောချင်နေပြီလေဟိုကော်မတီကရေဒီယိုတက်တိကြွမှု1200ရန်ကန်ဆိုတာကြီးကိုထိန်ချမ်းပြီးတော့2000ရန်ကန်လို့ပဲပြောလိုက်တယ်ရာမန်တွေက2000ရန်ကန်ပဲခံနိုင်တဲ့စက်ရုပ်ကိုပို့ပေးလာတယ်ဘိုးတွေကငါတို့နောက်ဆုံးပိုင်းကိုမရှင်းနိုင်ရင်ဘယ်လိုလုပ်မလဲလို့လီဂါဆော့ကိုမေးလိုက်တော့လီဂါဆော့ကမရှင်းနိုင်လို့မရဘူးမရှင်းနိုင်ရင်ဟီရိုရှိမားထက်နှစ်ဆပိုများတဲ့ရေဒီယိုတက်တိကြွမှုတွေကြံနေအောင်မယ်လို့ပြောတယ်ဘိုးချုပ်ကကျုပ်တို့စီမှာပောက်ကွဲရပြည့်နဲ့ကြီးစက်အပြင်းစားကြီးတွေရှိတယ်အဲ့ဒါတွေနဲ့ပြီးတော့အောက်ကိုတွက်ချကြည့်ရမလားလို့ပြောတော့လီဂါဆော့ကဝေပြောစရာမလိုတော့ဘူးဘိုးတွေကငါတို့ခက်ခက်ညှင်းခဲ့ရတဲ့မိကိုပြန်လာအောင်လုပ်အောင်မလို့လားလို့ဘိုးချုပ်ကိုပြောလိုက်တယ်ဘိုးချုပ်ကဒါဆိုရင်ကျုပ်တို့စီမှာဘာဆက်ရုံမှမရှိတော့ဘူးလို့ပြောလိုက်တော့အမေရိကန်စီကရောလို့ဘိုးတွေကမေးတယ်ဘိုးချုပ်ကအမေရိကန်ကငါပေးရင်တော့ခမားရဲ့ဗဟိုကော်မတီကတောက်ပေးမှာမဟုတ်ဘူးလို့ပြောလိုက်တယ်ပောက်ကွဲမှုကြီးဖြစ်ပြီး6လကြာမှာတော့ချာနိုဘယ်ကိုလောကပေးတွေရာနဲ့ချီပြီးရောက်လာတယ်ဘိုးချုပ်ကလောကပေးတွေကိုသူတို့လုပ်ရမယ့်အကြောင်းအရာတွေကိုရှင်းပြတယ်အမိုးပေါ်ကိုတက်ပြီးတော့ graphite တွေကိုဓာတ်ပေါင်းပိုတွေကိုပြစ်ချပေးရမယ်ဒါပေမဲ့တရက်ကိုစက္ကန့်90ပဲအချိန်ရမယ်စက္ကန့်90ပြည့်လို့တန်ချောင်းခောက်ပြီးဆိုတာနဲ့ချက်ချင်းပြန်လာပါမြင်မြန်ဆက်ဆက်နဲ့သတိကြီးထားပြီးလုပ်ရမယ်လုံးဝကိုချော်မလဲစေနဲ့ဒါမင်းတို့ဘဝရဲ့အရေးကြီးဆုံးစက္ကန့်90ပဲလို့ပြောလိုက်တယ်ဒီလိုနဲ့စက္ကန့်90ကိုတစ်ဖွဲ့ပြောင်းပြီးတော့ graphite တွေကိုတွန်းချကြတယ်လောကပေးတယောက်ကစက္ကန့်90ပြည့်လို့အမြန်ပြေးဖို့လောက်တော့ graphite တုံးတုံးနဲ့ညှိပြီးတော့ချော်လဲသွားတယ်စက္ကန့်အနေငယ်လောက်နောက်ကျသွားပြီးမှအပြင်ကိုရောက်လာတယ်သူ့ဖလက်ကတော့ပေါက်ကွဲသွားပြီးတန်ချောင်းခောက်တဲ့သူကလည်းရဲဘော်မင်းတော်တေးပြီလို့ပြောလိုက်တယ်ပောက်ကွဲမှုကြီးဖြစ်ပြီးရှစ်လကြာမှာတော့ဘိုးတွေကအိုလန်နာကိုသူတို့ကိုလာတွေ့ဖို့ခေါ်လိုက်တယ်အိုလန်နာကရောက်လာတော့လီဂါဆော့ကပြောတယ်နိုင်ငံတော်ကဒီယာလော့စက်ရုံဒရိုက်တာနဲ့အင်ဂျင်နီယာချုပ်ကိုတရားစွဲရမယ်ငါတို့၃ယောက်ကိုကျွမ်းကျင်သူတက်တဲ့အဖြစ်မေးမြန်းကြလိမ့်မယ်လို့ပြောလိုက်တယ်အဲ့ဒီကိစ္စမတိုင်ခင်မှာတော့လီဂါဆော့ကပြောတယ်ဘီယင်နာကအနုမြူဆိုင်ဌာနချုပ်ကိုသွားပြီးတော့ချာနယ်ပွဲမှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုကဘာကြီးတီအောင်ရှင်းပြရတော့မယ်လို့ဘိုးတွေကဝင်ပြောပြတယ်ဒီတော့အိုလန်နာကဒါဆိုရင်ရှင်းသိရမယ့်ကိစ္စတွေကိုပြောပြရအောင်မယ်ကျမအဲ့ဒီညကဖြစ်ခဲ့တာတွေကိုတစ်စက္ကန့်ကြီးစီမှာဖြေရှာခဲ့ပြီးလောက်ထုံးတုံလေးတွေကိုရှစ်ရှုပြီးတော့နမောနမဲနိုင်မှုတွေအတွက်သူတို့မှအပြစ်ရှိရသေးကြတယ်ဒါပေမဲ့ဓာတ်ပေါင်းမိုးကြီးပောက်ခွဲသွားတာကတော့သူတို့ကြောင့်ဟုတ်မဟုတ်မသေးကြဘူးကျမအစိုးရမှတန်ရုံးမှာအပူရိမ်မြင့်တက်ရှင်နဲ့ Z5 ခလုတ်ကြောင်းလို့ရေးထားတဲ့စာအုပ်ကိုတွေ့တယ်အဲ့ဒီအကြောင်းနဲ့ဆိုင်မလားတော့မသိဘူးလို့ပြောတော့လီဂါဆော့ကအံ့ဩသွားတယ်အဲ့ဒီစာအုပ်ကိုလီဂါဆော့ရဲ့လုံပေါ်ကိုင်ဘက်ကရေးခဲ့တာပါအဲ့ဒီထဲမှာဘာတွေရေးထားလဲဆိုတာကိုလီဂါဆော့ကသိတယ်1985ခုနှစ်တုန်းကလည်းလီနီဂရတ်မှာ RVMK တပ်ပေါင်းပိုရဲ့လောင်စာပိုက်လိုင်းတစ်ခုပောက်ခဲ့ဘူးတဲ့အဲ့ဒီတုန်းကလည်းအဲ့လိုပဲတပ်ပေါင်းပိုကိုအရေးပေါ်ပိတ်ချပစ်လိုက်တဲ့ A75 ခလုတ်ကိုနှိပ်လိုက်တော့မှပောက်ကွဲသွားတယ်အန်ဒီရှိလို့တပ်ပေါင်းပိုကိုပိတ်ချပစ်ခါမှပိတ်ချပစ်လိုက်လို့ပောက်ကွဲသွားတာဆိုတော့လီဂါဆော့ရဲ့လုံပေါ်ကိုင်ဘက်က RVMK တပ်ပေါင်းပိုရဲ့အားနည်းချက်ကိုထောက်ပြခဲ့တယ်တကယ်တော့ RVMK တပ်ပေါင်းပိုရဲ့ဒီဇိုင်းကအားနည်းချက်တွေရှိနေတယ် RVMK တပ်ပေါင်းပိုတွေကလျှက်စစ်တဲ့အားကျပြီဆိုရင်အကြီးအကျယ်မတည်ငြိမ်မှုတွေဖြစ်လာတတ်တယ်ဒီလိုဖြစ်ပြီဆိုရင်ဘိုးရုံထိချုပ်တန်တွေကိုထုတ်ပြီးတော့အခြေအနေတွေကိုတည်ငြိမ်အောင်ထိန်းတယ်တာမန်ချိန်မှာဆိုရင်ပေါ့အဲ့ဒီညမှာတော့အခီမော့ဟာပောက်ကွဲကနေတပ်ပေါင်းပိုကြီးကိုပောက်ကွဲအောင်အရေးပေါ်ဖလို့EZ5 ကလုတ်ကိုနှိပ်ပြီးတော့ရက်တက်ပစ်လိုက်တယ်။အာခီမော့ကဘယ်တော့မှမသိတဲ့အရာကထိချုပ်တန်တွေရဲ့ထိပ်ပြားကဘော်ရွန်နဲ့မဟုတ်ပဲဂရက်ဖိုက်နဲ့လုပ်ထားတယ်ဆိုတာပဲ။ထိချုပ်တန်တွေကိုအပြင်းထုတ်ပြီးတော့တင်းငင်အောင်လုပ်နေရင်ကနေပဲချက်ချင်းပဲ EZ5 ကလုတ်ကိုနှိပ်ပြီးတော့ဓာတ်ပေါင်းပိုရဲ့လှုပ်ဆောင်ချက်ကိုရက်ပစ်လိုက်တယ်။ထိချုပ်တန်တွေရဲ့ထိပ်ပြားမှာရှိတဲ့ graphite တွေကချက်ချင်းပဲပြန်ဝင်လာပြီးဓာတ်ပြုမှုကစောင့်တက်သွားတယ်။အဲ့ဒီမှာတင်ဓာတ်ပေါင်းပိုကြီးကအနုမြူဘုံကြီးအဖြစ်ပြောင်းသွားပြီးတော့ပောက်ကွဲမှုတွေဖြစ်တယ်။ဒီတော့ထိန်းချုပ်တန်တွေရဲ့ထိပ်ဖြားမှာ graphite တွေကိုသုံးထားလို့ဘယ်လိုသတိထားပြီးသုံးရမယ်ဆိုတာကိုဓာတ်ပေါင်းဖို့အင်ဂျင်နီယာတွေဖြစ်တဲ့အာခီမော့တို့ဘာလို့မသိရလဲဆိုဗီယက်အနုမြူနည်းပညာကနိုင်ငံအလုပ်ထက်တာရမယ်ဆိုတဲ့စာပုံကြီးကြောင့် RVMK ဓာတ်ပေါင်းဖို့တွေရဲ့အားနည်းချက်ကြီးကိုနိုင်ငံတော်လှုပ်ဝက်ချက်အဖြစ်သတ်မှတ်ထားလို့ပဲဖြစ်ပါတယ်နောက်ဆုံးတော့ဓာတ်ပေါင်းမှုကြီးကိုပောက်ကွဲစေခဲ့တဲ့တရားခံပေါ်လာပါပြီ။အိုလန်နာကလီဂါဆော့ကိုဘီယန်နာသတင်းစာရှင်းလင်းပွဲမှာရှင်ဒီကြောင်းတွေကိုကဘာကြီးတီအောင်ပြောမှလားလို့မေးတော့ဘိုးတွေကမင်းတီလောက်တော့မျိုးသားနဲ့လေလို့ဝင်တာရယ်။အိုလန်နာကဆိုဗီယက်ပြည်ထောင်စုမှာ RVMK ဓာတ်ပေါင်းမှု16လုံးအလုံးလုံးနေတယ်။ဒါတွေကိုပြင်မှဖြစ်မယ်လို့ပြောတော့ဘိုးတွေကမင်းပြောပုံအရဆိုရင်လီဂါဆော့ကိုငါတို့နိုင်ငံကြီးကိုတိတ်ခါမချအောင်အယူလောက်ခိုင်းပြီးမှအခုကမ္ဘာအလယ်မှာကိုယ့်အချက်ကိုပြခွဲခိုင်းစေခြင်းနဲ့ဟာလား။ဘီယန်နာမှာတော့ပြောရင်လီဂါဆော့ရဲ့အသက်ကိုရရှာချလိမ့်မယ်။ဘီယန်နာကပြန်လာမှဟိုကော်မီကိုတိုးတိုးတိတ်တိတ်ပြင်ဆင်ကြရအောင်လို့ပြောမယ်လို့ဘိုးတွေကပြောတယ်။ဒီတော့အိုလန်နာကဓာတ်ပေါင်းမူကြီးကိုမိရိတ်တက်တုံးကပါဝင်ခဲ့တယ်။မိသက်သမားရဲ့ကိုဝင်ဆောင်မိန်းမတယောက်ကိုသူဆောက်ရှောက်ထားတယ်။သူ့နာမည်ကမန်မီလာလို့ခေါ်တယ်။အခုအဲ့ဒီမိန်းမကမိဖွားပြီးပြီ။ကလေးက4နာရီပဲအသက်ရှင်လိုက်တယ်။တယောက်ချီတင်မှုကမိခင်ကိုသိစင်နိုင်ပေမဲ့ကလေးကအစားဆုပ်ယူသွားခဲ့တယ်။ကျမတို့နေနေတဲ့နိုင်ငံမှာကလေးတွေကသူတို့အမေတွေကိုကယ်ဖို့သေးပေးနေရပြီ။ရှင်တို့အဖေကြီးအဖိုးကြီးတွေကတော့ဘယ်တော့မှအမှန်ကိုပြောမှဖြစ်မှာလဲလို့ပြောလိုက်တော့တယ်။ဆေးရုံကလေးတစ်ခုပေါ်မှာမန်မီလာဟာအသက်မဲ့နေပြီဖြစ်တဲ့သားလေးကိုတုံတုံကြီးနဲ့ပွေ့ဖက်ထားပြီးငိုကြွေးနေပါတယ်။ဒီမှာလေးအပိုင်းလေးအဆုံးသတ်ပါတယ်။